မနိဆန္ဒနဲ့ကျက်စသားနဲ့အစိုးရတွေကချစ်သူဖြစ်ခဲ့ပါတယ်ဇာလန်လေးအဲ့ဒီကစပါပကံရာဆိုရင်ခုလိုနတ်ပွဲကြီးတွေထေရဝါဒနှိမ့်မိန်ရတဲ့အကြောင်းအရာကအဲ့ဒီကစခဲ့ပါတယ်သမီးစားဘဝဇာလန်လေးချစ်ပြီးဒုတိယတစ်ချိန်လဲကြာတော့မနိဆန္ဒကိုအနောထာမင်းကြီးရဲ့အရာအဖြစ်အနှင်းလိုက်ပါကျက်စသားသစ္စာရှိတဲ့မင်းသားဆိုတော့ငါချစ်သူတော့မှန်တယ်ငါရဲ့အမေနေရဖြစ်ပါဆိုတလေးတစားဆက်ဆံတယ်ကိုမိမကမခံစားနိုင်ချစ်သူကမေတော်ဖရာအမတော်ဖရာသခင်မဖရာဆိုတော့နှလုံးသားကိုလှန်ရင်းနဲ့စိုက်တယ်လို့ခံစားမခံစားနိုင်အဲ့ဒီခါလဲကြာတော့ငွေထအောင်လိုက်တော့စောလူမင်းတို့ကသူတို့တာဝန်ကြတဲ့နေ့ဖြစ်သခင်မဗမာလဲမွေဆိုတော့နင်တို့မမြင်နိုင်ဘူးလားနင်တို့ကောင်တော့ပေါ့ရတဲ့ကောင်လေးတဲ့ဘယင်းရမိဖရာလေဟဲ့နင်တို့အင်ချက်ဘယ်လိုလဲတဲ့ကျက်စသားလူလို့စစ်သားလူယိုးကြီးလေကျက်စသားကျွန်တော်မျိုးကဒီနေ့တာဝန်ရှိတဲ့အင်ချက်ပါမောင်မင်းနဲ့မောင်မင်းရဲ့ရဲဘော်တွေမောင်မင်းရဲ့အကောင်တွေထိပ်ပဲမရှိဘူးတဲ့ငါအတွက်မလုံခြုံဘူးတဲ့အဲ့ဒီကောင်လေးစောင့်နေတာငါမလို့မင်းတယောက်တည်းစောင့်ဟိုကောင်ရင်ဟိုကငနုံလေးစကားမသိဘူးဟုတ်ကဲ့စောင့်ပါမယ်ချစ်ပရိရဲ့ကိုတည်တယ်လို့နဲ့ကျွန်တော်တနာကောင်ဟုတ်ပြီနော်သူကလည်းချစ်ပရိရဲ့မသိဘူး this is a maneuver ကဘာမှတိတ်ခက်စားတယ် maneuver political maneuver religious maneuver military maneuver စစ်ရေးပရိရဲ့တော့ expert ပဲကျန်စသားသည် military maneuver okay ဒါချစ်ပရိရဲ့မသိရှာဘူးလူယိုကြီးစောင့်တော့မောင်တော်ရဲ့ဘာလို့များစိတ်ငါဆိုပြေးဖက်လိုက်တော့ကျန်စသားပြန်ဖက်မိလိုက်တယ်ထိသွားတယ်စောလုံးမြန်တွေ့လိုက်တယ်ဒါဇလန်းကဒီမှာပြီးသွားပါပြီပြီးသွားပြီနော်အဲ့တော့ပြီးသွားတဲ့ခါကျတော့နန်းတော်ကိုပြန်လာအောင်အနောထာမင်းကြီးကကဲသူအခုလို့ဒီနေ့တို့နိုင်ငံလို့သူရပေါ်ဒီသူရပေါ်ဒီဒါတွေပြီးတာပေါ့ကွာအေးမင်းကြီးများနော်တာတော့ချက်ဆက်သားနဲ့တာတော့စောလုံးမင်းမလုံးလည်းပဲငထွေးကြီးညောင်ဖိလို့ကိုငါကိုတော်မြတ်သူရပေါ်သူရပေါ်ဒီသူဟာသူရပေါ်ဒီပေးနာတော့မမယ်ကဲချက်ဆက်သားရှေ့တော်ကိုခစားထွက်လာမောင်တာငါသားလေငါလူရွေးမှန်တယ်တကယ်သူရဲကောင်းပကံရဲ့သူရဲကောင်းအစ်မင်းတို့ကပကံတတ်တိတို့မြန်မာတတ်တိတို့စံတွေကိုပြတာပဲအဖေရတာအဖေသားကိုချီးကျူးနေတာလေဒီကောင်အဖေကိုသက်သာရှိလားမေးလိုက်စမ်းဟာဘာလဲဆိုတော့အဖေရဲ့အရာတော်ကိုဒီကောင်လက်ဖြားနဲ့ထိလာမတယ်မေးလိုက်စမ်းဒါတော့မင်းမနိဆန္ဒကိုထိပါတယ်ဟောစိတ်ဆိုးရတယ်ဘိုးဘိုးလဲမှာကိုယုံကြည်စိတ်ချထားတဲ့သားတော်ကကိုကိုပေးလိုက်တဲ့မိန်းမမိဖုရားလောင်းကိုထိတယ်ကြိုင်နေဆိုတော့ဒါဆွေခွင်းမတတ်ပဲဆိုအဲ့တော့အနားမှာရှိတဲ့အရိဏမကိုသူကိုယ်တိုင်လဲဝန်ခံတော့အရိဏမလှန်ကိုကြိုင်ပြီးပြက်လိုက်တဲ့အလုပ်မှာဘယ်အရိဏမလှန်ကမှမသိပါဘူးချစ်တော်မနိဆန္ဒကြီးညီတို့မှားတာငါပြောတော့မယ်တရံတခါစီးကပကံရဆုံးချစ်စလန်းနဲ့မှာမှတ်တမ်းတင်နဲ့မြင့်ကျင်စစ်နှလုံးသားသူတနာတယ်မိုးတာတွေရှောက်ဆက်တာပါလားမေးစမ်းပါမေးပါဒီမှာဟုတ်နော်အရိဏမသိတယ်ဘယ်အရိဏမသိအနောယတာသိတာanointed knows about everything ကိုတော့သိတာ